Newcastle အသင်းကိုရှုံးခဲ့တဲ့ပွဲကနေမြင်တွေ့ခဲ့ရတဲ့ Michael Carrick နဲ့ကစားသမားတွေရဲ့အားနည်းချက်များဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်ရီချမ်းပါယမန်နေ့မနက်ကရှင်ပြိုင်ကစားခဲ့တဲ့ Newcastle နဲ့ပွဲစဉ်မှာကျွန်တော်တို့ United အသင်းဟာအဖက်ဖက်ကအားနည်းချက်များစွာနဲ့ရှုံးနိမ့်သွားခဲ့ရပါတယ်ဒီလိုရှုံးနိမ့်မှုဟာဘယ်အသင်းမဆိုဖြစ်လေဖြစ်တာရှိတဲ့ delay တစ်ခုဆိုပေမဲ့10ရောက်တဲ့ရှိတော့တဲ့အသင်းကိုခြေစွမ်းရောရလက်ကောအဖက်ဖက်ကရှုံးနိမ့်ခဲ့တာမို့ United ပိတ်သက်တွေအတွက်တော့ခံပြင်းလုံးတဲ့ပွဲစဉ်တစ်ခုဖြစ်စေခဲ့ပါတယ်ဒီပွဲစဉ်မှာမလိုလားအပ်တဲ့တကူကောင်းဆန်မှုများစွာနဲ့နိုင်လိုစိတ်ပျောက်ဆုံးနေတဲ့ကစားသမားများစွာအပြင်မျက်ခင်းစိမ့်တွေနဲ့အချိန်များစွာဝေးကွာနေတဲ့မာလာစီယာလိုကစားသမားမျိုးကိုဒီလိုအရေးကြီးတဲ့ပွဲစဉ်တွေမှာအသုံးပြုခဲ့တဲ့ Michael Carrick ပေါ်လဲမေးခွန်းများစွာရှိလို့နေစေဖြစ်ပါတယ်10ရောက်တဲ့ရှိတော့တဲ့ Newcastle အသင်းကို2-9ဆိုတဲ့ရလနဲ့ရှုံးနိမ့်ခဲ့တာဟာရိုးတန်းရှုံးနိမ့်မှုမျိုးမဟုတ်ပဲတကယ့်ကိုအရှက်ရစရာကောင်းတဲ့ရှုံးနိမ့်မှုတစ်ခုလို့ဆိုရမှာဖြစ်ပြီးဒီပွဲစတင်ကတည်းကနေပွဲအဆုံးတဲ့အထိကစားသမားတွေစီမှာဘာအင်အားမှမရှိခဲ့သလိုတယောက်ရောက်နေတဲ့ Newcastle အသင်းကတော့ပိုကောင်းတဲ့အသင်းအဖြစ်ကစားသွားနိုင်ခဲ့တာဟာအများကြီးစဉ်းစားစရာဖြစ်လာစေခဲ့ပါတယ်ဒီရှုံးနိမ့်မှုအတွက်ကစားသမားတွေရောနီးပြ Michael Carrick ကပါတာဝန်ရှိတယ်လို့ဆိုရမှာဖြစ်ပါတယ်အထူးသဖြင့်နီးပြ Michael Carrick ရဲ့ဆုံးဖြတ်ချက်တွေဟာအတော်လေးကိုဒီပွဲစဉ်မှာဝေဖန်အပြစ်ပြောစရာဖြစ်စေခဲ့ပြီးအသင်းရဲ့တိုက်စစ်ပိုင်းမှာအပြောင်းလဲလုံးမှဖြစ်တော့မဲ့အနေအထားကိုသိပါရဲ့နဲ့ပွဲပြီးကန်ဒီ10မိနစ်အလိုလောက်မှသာလူစားလဲခဲ့တာဟာအတော်လေးကိုနားလည်ရခက်တဲ့ကိစ္စတစ်ခုဖြစ်ပြီးတိုက်စစ်မှာကစားအားတိတိတတ်တာကြာဆင်းနေတဲ့အဘိုမိုရဲ့နေရာမှာအာမက်ဒီယာလိုကိုစောစောစီးစီးလူစားလဲကထဲသွင်းတင်တယ်လို့ယူဆခဲ့ရပေမဲ့ Michael Carrick ကတော့လူစားလဲတဲ့ဆုံးဖြတ်ချက်တွေကတော့တကယ့်ကိုထူးဆန်းစေခဲ့ပါတယ်ပြီးခဲ့တဲ့ဝက်ဟန်နဲ့ပွဲစဉ်ကစလို့ United အသင်းရဲ့ကစားဟန်မှာအားနည်းချက်တွေစတင်ပေါ်ပေါက်နေခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးပြိုင်ဖက်အသင်းတွေဟာ United ရဲ့ကစားကွက်တွေကိုအလွယ်တကူထိုးပေါက်နိုင်ခဲ့တယ်လို့တိုက်စစ်နဲ့ကွင်းလယ်နဲ့ခန်းစေချားမှာလဲဟာကွက်တွေအများကြီးဖြစ်ပေါ်နေတာကိုမြင်တွေ့စေခဲ့ပါတယ်တကယ်ဆိုရင် United အသင်းရဲ့နောက်ဆုံး3ပွဲဆက်ခြေစွမ်းဟာတကယ်ကိုအားရစရာမရှိဘဲညံ့ဖျင်းခဲ့တာမှန်ပေမဲ့ပြိတ်တဲ့အများစုကရလက်တွေကိုကြည်ပြီးဝေဖန်ဖို့ခက်ခဲနေတဲ့အချက်ကတော့အသင်းရဲ့အဓိကပြဿနာဟာနီးပြတဲ့ကစားသမားတွေစီမှာပဲရှိနေခဲ့တာဖြစ်ပါတယ်တူဦးချင်းအရေးချင်းတွေကြောင့်ပွဲကိုအနိုင်ရနေပေမဲ့အသင်းလိုက်စုဖွဲ့မှုနဲ့တည်ငြိမ်မှုပိုင်းမှာတော့ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ဆိုတာအဝေးကြီးလိုအပ်နေသေးတယ်ဆိုတာသိချစေခဲ့ပါတယ်တကယ်လို့10ရောက်တဲ့ရှိတဲ့အသင်းကိုဖိအားပေးဖို့ဒါမှမဟုတ် Newcastle လိုကွင်းမျိုးမှာဥဆောင်ကိုထိန်းထားနိုင်ဖို့အတွက်နာမည်ကြီးနီးပြတယောက်လိုအပ်တယ်လို့ထင်နေကြရင်တော့ဒါဟာတကယ်ကိုမှားယွင်းနေတဲ့အတွေးခေါ်ဖြစ်မှာပါတချို့သောအခြေအနေတွေမှာတာဝန်ယူမှုတွေဟာနီးပြခုံတန်းကနေကွင်းထဲကကစားသမားတွေစီကိုပြောင်းလဲရောက်ရှိသွားတင်ပြီးကာရီအနေနဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာလိုအပ်တာတွေကိုအကုန်လုပ်ပေးနိုင်ပါတယ်ဒါပေမဲ့ကွင်းထဲမှာကစားသမားတွေလုပ်ရမယ့်ရိုးရှင်းတဲ့ပေးမှုတွေဒါမှမဟုတ်တူးချင်းရှင်ပြိုင်မှုတွေနဲ့ဘောလုံးကိုအရယူခြင်းနဲ့စာလောင်မှုကိုတော့ဝင်ရောက်လှုပ်ဆောင်ပေးလို့မရဘူးဆိုတာကိုလက်ခံရမယ့်အမှန်တရားတစ်ခုလေးဖြစ်ပါတယ်ဆိုတော့နီးပြကဘလောက်ပဲပြောင်းလဲပေးနေပါစေကွင်းထဲမှာကစားနေတဲ့ကစားသမားတွေကအစွမ်းကုန်ပေးဆက်မှာကစားနေသူ United အသင်းရဲ့အောင်မြင်မှုလမ်းကြောင်းတွေဟာအမြဲတမ်းနှောင့်နှေးနေအောင်မှာဖြစ်ပြီးဒီရှုံးပွဲကနေမြင်တွေ့ခဲ့ရတဲ့ Michael Carrick နဲ့ United ကစားသမားတွေရဲ့အားနည်းချက်များစွာကိုအချိန်မီပြင်ဆင်ကလာမဲ့ပွဲချက်တွေမှာအကောင်းဆုံးရုံးထားပြီးဥရောပဝင်ခွင့်နေရာတစ်ခုကိုမြဲမြဲဆွဲကင်နိုင်ပါစေကြောင်းစူတောင်းရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြအောင်ပါခင်ဗျာဟုတ်ကဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe နှိပ်ပြီးအားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာFacebookကကြည့်နေတဲ့ညီကိုများလည်း follow လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံပါရစေခင်ဗျာကြည့်ရှုအားပေးခဲ့တဲ့ဘောရာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ